အားလုံးမင်္ဂလာပါကျွန်တော်တောင်တက်ဖို့အတွက်ရှိဘူးစာဝဘူရာကိုရောက်နေပါတယ်ဘူရာရဲ့မြောက်ဖက်ထွက်ပေါက်ကနေဆင်းလာပြီးတော့မှပဲနံပါတ်1ဘတ်စကာမတ်တိုင်မှာဘတ်စကာစီရပါတယ်ဘတ်စကာကတော့ရန်250ပါ15မိနစ်လောက်ဘတ်စကာစီးပြီးတဲ့အခါမှာတော့အိုကူရာဘတ်စကာမတ်တိုင်ကိုရောက်လာပါတယ်ဒီနေရာမှာတော့အိမ်နာတွေနားဝတ်နေရာတွေရှိပါတယ်ဒီနေရာမှာအားလုံးကတောင်တက်ဖို့အတွက်ကိုပြင်ဆင်နေကြပါပြီဒီကနေစပြီးတော့မှပဲကျွန်တော်တောင်စတက်ပါမယ်အချိန်ကတော့မနက်8 နာရီရှိပါပြီတကယ်လို့ရေဝယ်ဖို့မေးခဲ့လို့ရှိရင်ဒီမှာဝယ်လို့လည်းရပါတယ်ရန်100ပဲဆိုတော့အရန်ကိုတက်တာပါတယ်ဒီကနေစပြီးတော့မှပဲကျွန်တော်တို့စတက်ရမှာပါပထမဆုံးတိုးနိုတာခဲတောင်ကို6ကီလိုကျော်လောက်တက်ရပါတယ်တောင်စတက်တဲ့လမ်းကတော့ပြပြလေးပါပဲဒီမှာဆိုလို့ရှိရင်တက်တဲ့လူတွေလည်းများတယ်လူကတော့မပြတ်ပါဘူးဒီတောင်ကတယောက်တည်းတက်မယ်ဆိုလို့ရှိရင်လည်းတက်လို့အဆင်ပြေတဲ့တောင်ပါဒီတောင်ကတော့နာမည်ကြီးတဲ့တောင်ပါကျွန်တော်လည်းတက်မယ်ဆိုပြီးတော့မတက်ဖြစ်ခဲ့ပဲနဲ့အခုမှစတက်ဖြစ်တာပါဒါကတော့ပထမဆုံးမြင်ရမယ်ရမကိုရတောင်ပေါ်ကတဲအိမ်လေးဖြစ်ပါတယ်ကျွန်တော်ကတော့မနာပဲနဲ့ဆက်ပြီးတော့မှပဲတက်လာခဲ့ပါတယ်ဒီတောင်ကိုအေးတဲ့စောင်းရည်မှာတက်တာလဲတော်တော်လေးကိုကောင်းပါတယ်။နွေရာသီဆိုလို့ရှိရင်တော့အရန်ပူနိုင်ပါတယ်။ဒီနေ့ရဲ့ရာသီဥတုကတော့အရန်ကိုတက်ရပါတယ်။ဆက်ပြီးတက်လာလို့ရှိရင်နောက်ထပ်ရာမကိုရတနေရာကိုရောက်လာပါပြီ။အဲကနေကြော်လိုက်မယ်ဆိုလို့ရှိရင်တော့အသက်တွေစပြီးတော့မှလာပါပြီ။ဒီကနေစပြီးတော့မှတော်တော်လေးကိုတက်ရပါတယ်။ဒီလမ်းမှာဆိုလို့ရှိရင်တစ်တာပြားနဲ့ခင်းထားတဲ့လမ်းတွေလည်းတော်တော်များပါတယ်။ဒီလိုလမ်းပြလေးတွေ့လို့ရှိရင်တော့ဝမ်းသာမိပါတယ်ဒီလိုလမ်းလေးမှာရှောက်ရတာတော်ရုံကောင်းပါတယ်ဒါပေမဲ့လည်းဒီရှေ့လျှောက်ကတော့အသက်လမ်းကြီးပါပဲနောက်ထပ်အိမ်တိမ်တွေ့ပါပြီဒါကတော့ပိတ်ထားတဲ့ပုံပါပဲလူကတော့မရှိဘူးဒီနေရာမှာလည်းနားမယ်ဆိုလို့ရှိရင်နားလို့ကောင်းပါတယ်လမ်းတွေကိုတော့တေချာလေးလုပ်ထားပေးပါတယ်ဒါပေမဲ့ကျွန်တော်ကဒီလိုတစ်တာပြားလမ်းပေါ်မှာရှောက်ရတာထက်စားလို့ရှိရင်ပုံမှန်တောင်တက်လမ်းလေးကိုရှောက်ရတာပိုသဘောကျမိပါတယ်ဒီလိုတောင်တက်လာနေရင်လည်းပဲလမ်းသုံးဝက်မှာဖူဂျီတောင်ကိုလည်းလမ်းမြင်နေရပါပြီ။တခြားနိုင်ငံမှာတော့တောင်မတက်ဘူးပေမဲ့လည်းဂျပန်မှာတော့တောင်တက်ရတာတော်တော်ကြီးကိုအဆင်ပြေပါတယ်။ဂျပန်မှာတောင်တက်တဲ့လူတွေတော်တော်များပါတယ်။ဒီနေရာကဒီနှစ်ပိုင်းမှာပဲထင်တယ်မီးလောင်သွားတဲ့နေရာလေးပါကျွန်တော်ဗီဒီယိုရိုက်ပြဖို့တော့မှမေ့သွားပါတယ်။ဒီလမ်းသုံးဝက်မှာဖူဂျီတောင်လေးလည်းမြင်နေရပါပြီ။ဒီလိုလေကားတက်ရတာတော်တော်ကြီးကိုပင်ပန်းပါတယ်။ပုံမှန်တောင်တက်တာတက်စားလို့ရှိရင်လေကားတက်ရတာကအရန်ကိုပင်ပန်းပါတယ်ဒါကြောင့်မို့လို့လေဒီလမ်းကိုတော့ဘာကာအိုနယ်လို့ခေါ်ကြတာပါတောက်လျှောက်ကိုပဲအသက်ကြီးပါပဲဒါပေမဲ့အနောက်ကိုပြန်ကြည့်လိုက်တဲ့အခါမှာလဲရှူရင်ကအရန်ကိုမိုက်နေပါတယ်နောက်တနေရာကိုရောက်လာပါပြီဒီနေရာကကျတော့လေရာမောက်ကိုရနေရပါဒီနေရာမှာလဲတော်တော်ကြီးကိုမိုက်နေတာပါဒီနေရာမှာတော့ကျွန်တော်ခဏလောက်နားပါတယ်နားပြီးတော့မှပဲအနာဂျီ drink တွေပါတောင်းပေါ့နော်တောက်ပြီးတော့မှပဲဖူဂျီတောင်လေးမှာဓာတ်ပုံလေးရိုက်ခဲ့ပါတယ်ဒီနေရာနေဖူဂျီတောင်ကလည်းလမ်းမြင်နေရပါတယ်အခုကတော့တိတ်တင်းလေးကွယ်သွားပါပြီဒီနေရာမှာနားပြီးတော့မှပဲကျွန်တော်ပြန်တက်တဲ့အချိန်မှာတော့နည်းနည်းလေးလောရွားလို့ထင်ပါတယ်ခြေထောက်ကကျွတ်တက်သွားပါတယ်အဲ့ဒီကျွတ်တက်တာလည်းတော်ကြီးကိုတီးခံလိုက်ရတာပေါ့နော်ခဏလောက်နားလိုက်ရပါတယ်နားပြီးတော့မှပဲကျွန်တော်ဆက်ပြီးတော့တက်လာပါတယ်ဒါပေမဲ့ခြေထောက်ကတော့နည်းနည်းတော့နာနေတာပေါ့နော်အဲ့ဒီနာနေတာနဲ့ဒီတောင်တက်လမ်းကိုတက်ရတာတော်တော်ကြီးအဆင်မပြေဖြစ်တာပါခြေထောက်မနာပဲနဲ့တက်ရမယ်ဆိုလို့ရှိရင်တော့ပိုအဆင်ပြေမှာပါဒါပေမဲ့လေရှူရင်ကတွေ့တဲ့အတိုင်းမှာပဲအရန်ကိုလာတာပါဒါရောက်ခဏနေရလေးပါပဲရောက်ခဏလေးပိုလာလေးပါပဲဒါကတော့ရောက်ခဏတက်ရတဲ့လေကားလေးပါပဲဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်ကျွန်တော်10:59မိနစ်မှာတော့တိုနိုတာခဲတောင်ထိပ်ကိုရောက်လာပါပြီခန့်မှန်းခြေ3နိုင်လောက်တက်ရပါတယ်တောင်တက်ချိန်ကတော့တယောက်နဲ့တယောက်တူမှာတော့မဟုတ်ပါဘူးဒီထက်ပိုမြန်တဲ့လူလည်းရှိသလို ACC တက်တဲ့လူလည်းရှိပါတယ်ဟုတ်ကဲ့ပါတောင်ထိပ်မှာတော့တွေ့တဲ့အတိုင်းပါပဲလူကတော့ရမ်းများပါတယ်အဲ့လိုများတဲ့အပြင်ကိုပဲရှူရင်ကလည်းရမ်းမိုက်တယ်နောက်ပြီးတော့သူတို့ကအကျယ်ကြီးပေါ့နော်အကျယ်ကြီးကိုမှတော့လေကထစ်လေးနဲ့လှုပ်ထားတယ်ဖူဂျီတောင်ကိုလည်းလမ်းမြင်နေရပါတယ်တိမ်လေးကတော့နည်းနည်းလေးကွယ်နေပါတယ်အဲ့ဒါနဲ့ပိုက်လဲစားတာနဲ့ကျွန်တော်ကတော့ဒီမှာနေလဲစားစားပါတယ်နေလဲစားတော့ခောက်ဆွဲဘူးပါပဲအရန်ကိုစားကောင်းပါတယ်ပင်လဲပင်မန်ဘိုက်ကလည်းစားနေရတယ်ပေါ့နော်ဟုတ်ကဲ့ပါဒါကတော့တုံးနိုတာခဲတောင်ထိပ်မှာပါတောင်ထိပ်မှာတော့လူကတော့အများကြီးပါပဲနောက်ပြီးတော့တေချာလေးလှုပ်ထားတာပေါ့နော်ဒီလိုတစ်တာပြားတွေနဲ့ပါ
ဒီမှာလည်းအမှတ်တရတစ်ပုံရိုက်ခဲ့ပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ခောက်ပြန်ပြပါမယ်ဒီမှာထိုင်ကုန်လေးတွေလည်းရှိတယ်ရှုရင်ကတော့တွေ့ရတဲ့အတိုင်းပဲပေါ့နော်သုံးလို့တာခဲရှုရင်ကအရန်ကိုမိုက်တာဒီမှာလည်းကြေးပါပဲလူတွေလည်းများပါတယ်ကျွန်တော်သွားတဲ့နေ့ကတော့လူပုံများတာပေါ့နော်ပိတ်ရက်ဆိုတော့လူပုံများတယ်ကောင်းကင်ပြကြီးရယ်တိမ်ဖြူတွေရယ်ဖူဂျီတောင်ရယ်တောင်နန်းကြီးတွေရယ်အဲ့ဒါဖူဂျီတောင်ပါကျွန်တော်နေ့လည်စာစားပြီးတော့မှပဲတောင်ထိပ်ကိုတစ်ပတ်လောက်ပြန်ပတ်ကြည့်ပါတယ်ပတ်ကြည့်ပြီးတော့မှပဲတပ်ပုံရိုက်ဗီဒီယိုရိုက်ပေါ့နော်သုံးလို့တာခဲတောင်မတက်ဘူးလို့ရှိရင်တော့တစ်ခေါက်လောက်တက်ကြည့်စေချင်ပါတယ်အရန်ကိုမိုက်ပါတယ် recommend ပေးပါတယ်တောင်တက်ကတော့တောက်လျှောက်အတက်ကြီးပဲမို့လို့တော်တော်ကြီးကိုပင်ပန်းပါတယ်ဒါပေမဲ့ဒီတောင်ကိုတက်ပြီးလို့ရှိရင်ဖူဂျီတောင်ကအေးဆေးပဲလို့လည်းပြောကြပါတယ်တူချိုကနေလည်းหนีပြီးတော့မှပဲနေချင်းပြန်အလွယ်တကူတက်လို့ရတဲ့အတွက်ကြောင့်မို့လို့လာတက်တဲ့လူတွေများကြပါဒီနားမှာဆိုရင်ရမကူရလည်းရှိပါတယ်ဒီမှာလည်းအစားတောက်တွေဝယ်လို့ရပါတယ်ကျွန်တော်ခန့်မှန်းကြည့်နိုင်ဝက်လောက်နေပြီးတော့မှပဲ7:34မိနစ်မှာတော့တန်းစားဝါတောင်ကိုလာခဲ့ပါတယ်ဒီတောင်ကနေထွက်လာခြင်းကိုပဲရှုရင်းနေရအရန်ကိုမိုက်ပါတယ်တွေ့တဲ့အတိုင်းမှာပဲဒီတောင်ရောတွေအရန်ကိုလှပါတယ်ဒါကြောင့်မို့လို့တိုးနို့တာခဲလာမယ်ဆိုလို့ရှိရင်တော့ဒီဘက်တောင်ကိုပါတက်စေချင်ပါတယ်ရှုရင်းကအရန်ကိုလှလို့ပါကျွန်တော်သွားတဲ့နေ့ကကျတော့ရှုံးပွက်တွေများပါတယ်အရင်နေ့ကနင်းနေကြထားပြီးတော့အရေးပျော်သွားတဲ့အတွက်ကြောင့်မလို့အခုလိုရှုံးပွက်တွေဖြစ်နေတာပါတိုးနို့တာခဲတောင်ထီရတော့တောင်တက်တဲ့လူတွေများပါတယ်အဲ့ကနေကြော်ပြီးတော့မှပဲတန်းစားဝါသွားတဲ့လမ်းကတော့လူနေသွားပါတယ်လူရှင်းရှင်းလေးနဲ့အေးဆေးလေးနဲ့တက်လို့ရပါတယ်ကျွန်တော်တက်တာတနာရီကျော်လောက်မှာတော့တန်းစားဝါတောင်ကိုရောက်ပါပြီ12:38မိနစ်မှာတော့နာမည်ကြီးတောင်တရားရဲ့အတောင်ပါဝင်ဖြစ်တဲ့တန်းစားဝါတောင်ကိုရောက်လာခဲ့ပါတယ်ဒါကတော့တောင်ထိပ်မှာပါတောင်ထိပ်မှာလည်းယာမာကိုရရှိပါတယ်ဒါကတော့နားတဲ့နေရာလေးပါဒီယာမာကိုရမှာတဲလို့လည်းရတယ်အိမ်နာတွေလည်းရှိပါတယ်တီချာလေးကိုပြင်ဆင်ထားပါတယ်ဒါကတော့အိမ်နာပါကျွန်တော်အိမ်နာကိုလိုက်ပြပေးပါမယ်သူကတော့အိမ်နာတက်မယ်ဆိုလို့ရှိရင်တော့ရန်တရားပေးရပါတယ်အိမ်နာထဲမှာတော့ဒီပုံစံလေးပါပဲအိမ်နာတက်ပြီးတော့မှပဲတောင်ထိပ်ကိုပြန်လာပါတယ်တောင်ထိပ်မှာတော့လူရှင်းနေပါပြီဒါကကျတော့တန်းစားဝါတောင်1569မီတာပါတောင်ထိပ်မှာဖျားရုပ်ထုလည်းရှိပါတယ်ဒီနေရာလေးပါရာဒီဥတို့ကောင်းလို့ရှိရင်တော့အနောက်မှာဖူဂျီတောင်လည်းမြင်ရမှာပါတန်းစားဝါတောင်မှာလည်းနိုင်ဝက်လောက်နားပြီးတော့မှပဲတနာရီ9မိနစ်မှာဆိုလို့ရှိရင်ဟီဒူဂါဒါခဲဆိုတဲ့တောင်ကိုထွက်လာခဲ့ပါတယ်ဒီဘက်တောင်ကိုသွားတဲ့လူတွေကလည်းပို့ပြီးနေသွားပါတယ်နောက်ပြီးတော့မှပဲရှူရင်ကလည်းပို့ပြီးလှလာပါတယ်ကြည့်လိုက်ပါဦးနော်ဒီကနေမြင်ရတဲ့ရှုခင်းကကျတော့အရန်ကိုမိုက်ပါတယ်ဒီနေရာလည်းတော်ကြီးကိုလာတာပါအပေါ်ကနေရရင်ပိုလာမှာပါကျွန်တော်ကနည်းနည်းလေးအောက်ရောက်သွားတဲ့အတွက်ကြောင့်မလို့ဒီလိုရှုခင်းတော့မြင်ခဲ့ရပါတယ်တော်ကြီးကိုမိုက်ပါတယ်အပြင်မှာပုံမိုက်ပါတယ်ဟီရူကတာခေကိုတွားဖို့အတွက်ဆိုလို့ရှိရင်တော့တ냐အိတ်တာပို့ပြီးတော့အေးဆေးဆေးနေလို့ရပါတယ်နေကျင်ပြန်တက်တဲ့လူလည်းရှိပါတယ်နေကျင်ပြန်ဆိုလို့ရှိရင်တော့တော်ကြီးကိုပင်ပန်းမှာပါကျွန်တော်ကတော့တ냐အိတ်2ရက်လောက်တွားဖို့တော့ recommend ပေးပါတယ်အေးဆေးဆေးနေလို့ရတယ်ရှုရင်းကလည်းအရန်ကိုမိုက်ပါတယ်ကျွန်တော်တွားတဲ့ချိန်ကတော့နင်းနေမရှိပေမဲ့လည်းရေခဲလေးတွေကတော့ရှိနေပါတယ်ဒီဘက်မှာလည်းပဲလေကားတွေအများကြီးရှိပါတယ်ဒီလိုလေကားတွေလှုပ်ဖို့အတွက်ဆိုလို့ရှိရင်လည်းမလွယ်ဘူးလို့ထင်ပါတယ်ဒီစာလေးကိုလှုပ်ထားတာပါလမ်းပေါ်မှာတော့တောင်ပေါ်ကနေဆင်းလာတဲ့လူတွေတယောက်နှစ်ယောက်စားတော့တွေ့ပါတယ်ဒီအချိန်လောက်တောင်ပေါ်ကနေဆင်းမှပဲတောင်အောက်ကိုရောက်တာနဲ့အတော်ပဲဖြစ်မှာပါAACC တောင်တက်ချင်နေဆိုလို့ရှိရင်ဒီဘက်လမ်းအထိကိုတက်စေချင်ပါတယ်လုံးဝကိုလူမရှိပါဘူး AACC နဲ့တောင်တက်လို့ရပါတယ်ကျွန်တော်တက်တဲ့ချိန်မှာတွေးခဲ့တာကတော့ကျွန်တော်ရှေ့မှာ2ယောက်ရယ်ကောင်မလေး1ယောက်ရယ်ပေါ့နော်3ယောက်လောက်ပဲရှိပါတယ်အရှေ့က2ယောက်ကတော့တဲမဲ့ပုံပါပဲကောင်မလေးကတော့ဘာအိမ်မှမလွယ်တဲ့အတွက်ကြောင့်မလို့တခြားနေရာမှာတဲလို့ထင်ပါတယ်လမ်းတစ်ဝက်မှာနားနေဆောင်ကိုလည်းတွေ့ရပါတယ်နားနေဆောင်စောက်ထားတာလည်းတိတ်ကြမဲ့ပုံမပေါ်သေးပါဘူးတက်တန့်ရှင်းရှင်းနဲ့တက်ရရလေးပါပဲလူကတော့မရှိပါဘူးဒီဘက်လမ်းကကျတော့အစတွေကတက်တဲ့လူနေတဲ့အတွက်ကြောင့်မို့လို့လူကတော့နဲမှာပါဒီမှာလဲလေကားလမ်းနေနဲ့တောက်လျှောက်ပါပဲအသက်အစင်းကြီးများပါတယ်ရှူရင်ကလည်းသူ့ရဲ့အတိုင်းပါပဲအရန်ကိုလာတယ်ကျွန်တော်ရှီယာကောင်မလေးတယောက်ကလည်းအရန်ကိုမြန်ပါတယ်
ဒါပေမဲ့သူကတော့အိမ်မပါတဲ့အတွက်ကြောင့်မို့လို့တော်တော်လေးကိုတွားနိုင်တာပါဂျပန်မလေးတွေပိန်ပီတီတီလေးနဲ့တောင်ရန်တက်နိုင်တာပဲလို့တော့တွေးမိပါတယ်ဒီတောင်ကျွန်းတစ်လျှောက်ကတော့တော်တော်ကြီးကိုလာတဲ့အတွက်ကြောင့်မို့လို့တန်းစားဝအပြင်ကိုပဲဒီရဲ့ဟီရူဂါတာခဲထီကိုတက်ဖို့တော့ပြောချင်ပါတယ်တောင်ထိပ်ကိုလမ်းမြင်နေရပါပြီအပေါ်မှာဆိုလို့ရှိရင်အဲ့ဒါကတောင်ပေါ်မှာတဲမဲနေရလေးပါလမ်းတော့မှာတော့နည်းနည်းခက်တဲ့နေရာလေးရှိပါတယ်တန်ကြိုးလေးတွေပါနဲ့ဆင်းရတဲ့နေရာလေးပါအဲ့ဒါကြော်လာပြီးလို့ရှိရင်တော့အရင်ကြီးခက်တာတော့မရှိတော့ပါဘူးနောက်ပြီးဒါဆိုလို့ရှိရင်မြို့ပေါ်လမ်းမြင်နေရပါတယ်အဲ့လိုနဲ့ကျွန်တော်တက်လာတာဆိုလို့ရှိရင်တော့တောင်ပေါ်ကတဲအိမ်လေးကိုရောက်လာပါပြီဒါကတော့ကျွန်တော်တညတဲမဲ့ဟီရူဂါတာခဲဆန်ဆိုတောင်ပေါ်ကအိမ်လေးပါအရင်ဆုံးတောင်ထိပ်ကိုတွားကြည့်ပါမယ်တောင်ထိပ်ကကျတော့ဒီကနေပြီးတော့မှပဲလမ်းလျှောက်သွားတာပါ2နာရီ59မိနစ်မှာတော့ဟီရူဂါတာခဲတောင်ထိပ်ကိုရောက်လာပါပြီဒါကတော့ခါနာဂါဝါမှာအမြင့်ဆုံးတန်းစားဝါမှာအမြင့်ဆုံးတောင်ပါတောင်ထိပ်မှာတမွေရိုက်ပြီးတော့မှပဲအရင်ဆုံးကျွန်တော်တဲမဲနေရာကိုလာခဲ့တာပါအရင်ဆုံး check in လုပ်ပါတယ်ဒါကတော့ဖနက်ထားတဲ့နေရာဒါကတော့ကျွန်တော်တဲမဲနေရာလေးပါဒီမှာဆိုလို့ရှိရင်ဒီအခန်းတစ်ခန်းပဲရှိတာပေါ့နော်အဲ့မှာအကုန်လုံးစုပေါင်းပြီးအိပ်ရတာပါခန့်မှန်းခြေရောက်30လောက်တော့ဆန့်ပါတယ်ကျွန်တော်တော့အပေါ်ထပ်မှာရတာပါဒါကတော့အခန်းပေါ့နော်ဒါပြီးတော့မှပဲဒါကျတော့ဧကန်မှာဒီမှာထမင်းစားတာတွေပါတယ်အကုန်လုံးဒီမှာစုပြီးတော့စားကြတယ်ဒါကကျတော့ reception counter ဒါကတော့အပြင်ဘက်မှာပါအပြင်ဘက်ကရှုရင်လည်းအရမ်းမိုက်တယ်နော်ကြည့်လိုက်ပါဦးဒါကတော့အနောက်မှာမြို့ရှုရင်ကိုတွေ့ရတာပါခနာဂါဝခရိုင်ကမြို့ကိုတွေ့ရပါတယ်ဒီရဲ့ white board မှာတော့ထမင်းကျွေးမဲ့ချိန်တို့နေထွက်မဲ့ချိန်တွေကိုရေးထားပါတယ် wifi လည်းသုံးလို့ရပါတယ်ဒါကတော့အိမ်နာပါအိမ်နာတော့အရန်ကိုနံပါတယ်တောင်ပေါ်ကအိမ်နာဆိုတော့လည်းမတက်နိုင်ဘူးပေါ့နော်ရေရလည်းသုံးလို့မရတဲ့အတွက်ကြောင့်မို့လို့တော်တော်ညွန့်နံတာပါခူမိုးတိုရီတောင်ပေါ်ကအိမ်နာကတော့အရန်တန့်ရှင်းပါတယ်အဲ့ဒါနဲ့တော့တခြားစီပါဒါကတော့ဧကန်မှာဒီမှာ AC နားကြတယ်ခဏကြာရင်ညစာစားမှာပါဒီမှာဆိုရင်ဘီယာတွေရေတွေဝယ်လို့ရပါတယ်ရေကတော့နေစေးကြီးတယ်2လီတာကို1400ပါဒါကတော့အပြင်ရှုခင်းမှာအပြင်ကနေမြင်ရတဲ့ရမကိုရပါအိမ်ကတော့တက်တာအိမ်လေးပါပဲတခုရိုက်ပြဖို့ကြံခဲ့တာရောထမင်းချက်တဲ့နေရာပါတကယ်လို့သူတို့စီမှာထမင်းမယူဆိုလို့ရှိရင်ဒီမှာကိုယ်တိုင်ထမင်းချက်လို့ရပါတယ်နေဝင်ချင်းလေးမှာကျွန်တော်တပွဲဖို့အတွက်ဆိုလို့ရှိရင်တောင်ထိပ်ကိုပြန်လာပါတယ်တောင်ထိပ်ကနဲ့အိမ်နဲ့နီးနီးလေးပါပဲနေဝင်ချင်းကတော့ဒါလေးပဲမြင်ရပါတယ်တိမ်နေနဲ့ဖုံးနေတဲ့ကြောင့်မလို့ဘာမှမမြင်ခဲ့ရပါဘူးညနေ6နာရီလောက်မှာတော့ထမင်းစကြွေးပါတယ်ထမင်းကိုတော့ကိုယ့်ဟာကိုယ်သွားယူရတယ်သူတို့ကခါလေးထည့်ပြီးတယ်အရွက်တွေကိုယ့်ဟာကိုယ်ယူရတယ်ပြီးတော့မှရင်းနေချင်လဲရပါတယ်ဒီနေ့ကတော့ကျွန်တော်ရဲ့မွေးနေ့မို့လို့မွေးနေ့ကိတ်ကိုကိုယ့်ဟာကိုယ်ပဲဝယ်စားလိုက်ပါတယ်ထမင်းစားပြီးတဲ့အခါမှာတော့အပြင်ကိုကြည့်လိုက်တဲ့အခါမှာညရှုရင်းလေးကိုတွေ့ရပါတယ်လုံးဝမီးရောင်စုံနဲ့လာတဲ့ညရှုရင်းကိုတွေ့မြင်ရတာပါတောင်ပေါ်ကနေဒီလိုမြင်ရတဲ့ရှုရင်းကတော့အရန်ကိုမိုက်ပါတယ်ဒီရှုရင်းကလည်းတောင်ပေါ်အိမ်မှာတဲမှာပဲမြင်ရမယ့်ရှုရင်းလေးပါပဲညရှုရင်းကြည့်ပြီးတော့မှပဲကျွန်တော်တောင်ပေါ်ကိုပြန်လာခဲ့ပါတယ်အဲ့ဒီမှာဘာတွေ့ရလဲဆိုရင်ဖူဂျီတောင်မှာနေ့လေတော့ကလောကမတွေ့ရတဲ့ဖူဂျီတောင်ကိုညမှာတွေ့လိုက်ရပါတယ်အချိန်ကတော့ညနေ6:45လောက်ရှိပါပြီမီးရောင်စုံနေနဲ့လှနေတဲ့ညရှုရင်းလေးရဲ့ကောင်းကင်ကိုကြည့်တော့လဲကျယ်တွေနဲ့လက်နေတဲ့ဟာရဲ့အဲ့ဒီဟာအပြင်ကိုပဲဖူဂျီတောင်ကိုပါလမ်းမြင်နေရတော့တော်တော်ကြီးကိုမိုက်ပါတယ်လောကဒီရှုရင်းကလည်းတောင်ပေါ်မှာအိမ်မှာပဲမြင်ရမယ့်ရှုရင်းလေးပါပဲတက်ပုံရိုက်ပြီးတော့ပဲကျွန်တော်တဲမဲနေရာကိုပြန်လာပါပြီ8နာရီမှာမိဘတဲ့အတွက်ကြောင့်မလို့အိပ်ပါပြီပထမတစ်ရက်ကတော့ဒီလောက်ပါပဲဒုတိယတစ်ရက်ကိုလည်းဆက်ပြီးတော့အားပေးပါအောင်နော်ဘိုင်ဘိုင်